ရှေးဟောင်းမျိုးတော်သူအပန်းဖြေခီးစဉ်လေးလာရေးခီးစဉ်တဲပွေးဘလော့မင်္ဂလာပါဘလော့ဘန်အော်တိုဘေးကလည်းလူထုစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုတစ်ခါကျွန်တော်ခေါ်ဆောင်ပေးသွားမှာကတော့မလေးရှားနိုင်ငံရှိနာမည်ကြီးမြို့တော်နာမည်ကြီးနေရာဖြစ်တဲ့မာလကာမြို့ကိုခေါ်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်မင်္ဂလာပါအားဒါကြောင့်မို့ဗီဒီယိုဘလော့လေးနဲ့အတူတူကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါကြည့်ရှုရင်းနဲ့အပန်းဖြေလိုက်ကြရအောင် Let's goအခုတွေ့မြင်ရတဲ့ရှုခင်းအလှပပြီးအလှပတွေကတော့မာလကာမြို့မှာပဲတွေ့မြင်ကြည့်ရှုခံစားလို့ရမှာပဲဖြစ်ပါတယ်။ဒါကတော့မာလကာမြို့ရှိရှေးအောင်မြို့တော်ရဲ့ location နေရာတွေမြို့တော်တွေကိုပြသထားတာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအရမင်းခေတ္တမလေးရှားရောက်ပို့အောင်ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ blog တွေကိုကြည့်ရှုအားပေးသူတယောက်ရှိတဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်။အဲ့ဒါဆိုရင်တော့ဆက်လက်ကြည့်ရှုလိုက်ရအောင်ဒီမှာဆိုရင်တော့ oh my god oh papa oh yaya လုံးဝတော့ဗရောက်ပင်ကြီးတွေကိုခယူးစိုက်ဆိုင်မဲ့ဒူးပူဆောင်တာကိုလည်းတွေ့မြင်ရပါတယ်ဗရောက်ပင်ကြီးတွေရှေးအောင်တစ်ပင်ကြီးတွေကိုခုလိုမလေးရှားနိုင်ငံဆိုရင်ဂယူးတစ်တိုက်ထိနေထားတာကိုလည်းတွေ့မြင်ရပါတယ်ဒါကတော့မာလကာမြို့ကိုရောက်ရင်ယခုလိုမြို့တော်ရှေးအောင်မြို့တော်ကိုလှည့်လေကြည့်ရှုမယ်ဆိုရင်လည်းမြင်းလှဲတွေလည်းရှိတယ်စိုက်ကားတွေသုံးဘိန်းတွေလည်းရှိပါတယ်လှဲရင်လေးတွေလည်းစီးလို့ရပါတယ်မာလကာမြို့အားဆိုရင်နိုင်ငံသားအများစုတူအများစုဖော်ရိနာအများစုဆွေစီကာကလာရောက်နေပတ်တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်ကျောင်းသားတွေနီးပြီးတက်လို့ကျောင်းသားတွေအစိုးရတက်လို့ကျောင်းသားတွေအဖွဲ့သားတွေလူငယ်ပိုင်းတွေလည်းအများစွာလာရောက်လိလာရေးခင်းထွက်နေကြတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်ကျွန်တော်တကယ်ချင်းပိတ်တွေကျွန်တော်ဆွေးနွေးပါတွေအများစုလည်းမလေးရှားကိုရောက်ရင်အမှတ်တရတွေလိလာရေးခင်းတွေဘူးဒုဒတွေရရှိမဲ့နေရာတွေကိုတွားရောက်လိလာအပန်းဖြေတင်ပါတယ်ကျွန်တော်တို့တွေဟာဆိုရင်နေ့စဉ်နဲ့ညလုပ်ငန်းခွင်မှာအလုပ်တွေလုပ်နေရမှာပင်ပန်းတွေပြေပြောက်ဖို့ပါဆိုရင်ယခုလိုမျိုးခီးရထွက်မှလိလာရေးထွက်မှကျွန်တော်တို့ရဲ့အပင်ပန်းတွေပြေပြောက်လိုက်တယ် Oh my god oh papa ဒီမှာဆိုရင်လေမာလကာမြို့ရှေးအောင်မြို့ရဲ့ယခုလိုမျိုးဒုံးကြီးတွေအမြောက်တွေကိုလည်းကျွန်တော်တို့တွေ public area မှာစိတ်တိုင်းကြတွေ့မြင်ကြည့်ရှုခံရမှာပဲဖြစ်ပါတယ် Oh papa လုံးဝ amazing ဆိုလိုက်ဒီမှာဆိုရင်လည်းဟောဒီကတော့ဘယ်ကြာကြီးယခုလိုမျိုးသူရဲ့ရှေးဟောင်းဒီမှာဆိုရင်လည်းယထာရွဲတွေအကုန်အစုံကို public area မှာစိတ်တိုင်းကြတွေ့မြင်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်ဓာတ်ပုံတွေကိုလည်းလှလှပပစိတ်တိုင်းကြရိုက်ကူးလို့ရပါတယ်အဲဒါကြောင့်မို့ကျွန်တော်တကယ်ချင်းမိတ်ဆွေတွေလည်းမလေးရှားကိုရောက်နေရင်မာလကာမြို့ကိုမဖြစ်မနေတွားရောက်လည်ပတ်ဖို့အကြံပြုပါတယ်မာလကာမြို့ကိုရောက်ပြီဆိုတာနဲ့မိတ်ဆွေတို့တကယ်ချင်းတို့ရဲ့စိတ်ဖီစီမှုတွေစိတ်ပင်ပန်းသမျှတွေချက်ချင်းလက်ငင်အမောပြေပြောင်းနိုင်စီမယ်ဆိုတာကျွန်တော်အပြေအဝယုံကြည်အာမခံပါတယ်ဒီမှာဆိုရင်လည်း shopping mall supermarket ရှိမှာတွေ့မြင်ရတဲ့အမြင်ကွင်းအလှပ view ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ခေတ္တပလေးရှားရောက်ကိုအောင်ဘလော့ဘန်အော်တိုပေကနေတေဝေးဘလော့ခီးတင်တွေခီးသွားဘလော့တွေကျွန်တော်များစွာတင်ဆက်ပေးလျက်ရှိပါတယ်ကျွန်တော်ရဲ့ဘလော့ဘန်အော်တိုပေကိုလည်းတကယ်ချင်းမိတ်ဆွေများတဲ့အကျိုးရှိရဆိုရင် like and share ဖို့လို့လုပ်ထားခဲ့နိုင်ပါတယ်ကြည့်ရှုအပ်ပေးသူတယောက်ချင်းတည်းကိုကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်